နွေဘတ်ဆိုင်လာတဲ့ MSI ready နေတာတင်နေတာမဖြစ်တဲ့အချိန်ကိုတော့အခွင့်ကောင်းယူပြီးတော့မြန်မာအသင်းဝိုင်းကြီးတဲ့ပဲတွန်းလာခဲ့တယ်စမိုင်းလက်ထဲမှာနှိတ်တလုံးတော့ကင်နာခဲ့တယ်စမိုင်းနှိတ် granite မှန်သွားခဲ့နောက်မှာသွေးရောက်တော်တော်လေးလိုးသွားခဲ့ပြီး Raymond Hihi DBS နဲ့တွန်းတာချက်တွေအောက်မှာပဲစမိုင်းအပါဝါခေါ်ကန်လိုက်ရပြီးအဲ့တော့ 3v2 battle ကောက်နည်းနည်းလေး fair တော့မဖြစ်တော့ဘူး MSI player 3ယောက်ဖိလစ်ပင်းမြန်မာ player Roy Seklau oh my god Romeo Point စေကလောက်ရဲ့ဒါနှစ်ပါးသွားဇလန်တွဲလုံးလေးကျွန်တော်တို့ဒါမြင်တွေ့နေကြအတိုင်းပဲထပ်ပြီးတော့မြင်တွေ့ရအောင်မလားဆိုတာကတော့ဒါစောင်းကြည့်ခြင်းစရာကောင်းနေခဲ့ပြီဒီဘက်တန်မှာတော့နည်းနည်းလေး pressure တော့ရှိတယ်စေကလောက်ရဲ့ granite လေးတစ်လုံးအလုံးဖြစ်သွားမလားဝီး okay အနေတော့များလာပြီနော်ငါကောင်လို့အနေတော့များနေပြီတတိတော့ထား YG ရန်ကုန် Gladigo 4v2 ပြန်ဖြစ်သွားပြီဗျပြန်ကယ်လိုက်ပြီ Raymond Hihi ပြန်ထလာတယ်စေကလောက် Roy ညီကိုနှစ်ယောက်နှစ်ပါးသွားဇလန်လေးချက်ကြည့်မယ်လုံနေကြအတိုင်းပဲသူတို့ခဏခဏလှုပ်ပြနေတဲ့အတိုင်းပဲဒီပွဲမှာလည်းထပ်ပြီးတော့ရုံထွက်ပြနိုင်မှာလားစောင့်ကြည့်ခြင်းစရာတော့ကောင်းနေပြီဗျ4v2 battle ကတော့ professional တန်းမှာတော့ fair မဖြစ်ဘူးဗျမမျှတဘူးဗောနော် professional တန်းမှာ 4-2 ကမလွယ်ဘူးအဲ့တော့စောင့်ကြည့်ရမယ်ဘာလို့ဖြစ်သွားနိုင်လဲ PUBG position ကောင်းရင်အားလုံးအရာရာအားလုံးကောင်းသွားနိုင်တယ်ဗျ okay position အရန်ကောင်းမှခံပစ်လို့ရမှာအဲ့တော့ချက်ကြည့်ရမယ်စေကလောက်ကောင်းလိုက်တာရောက်ရင် Astreki တဲ့ရောက်ကောင်းလိုက်တာကွာ FV မူပြောင်းနိုင်တယ်ပဲကိုမောင်တိုးလာခဲ့ player တယောက်ပြီးတယောက်ကိုတော့ရိုက်ခွဲပေးနေခဲ့တဲ့စေကလောက်နောက်တဲ့ player တယောက် last one man ညီလေးခဏလေးမကယ်နေတော့အရင်အပြတ်တီးမှရမယ်ကယ်မနေနဲ့တော့ခဏထားလိုက်အောင် Ray Hihi စေကလောက် 1v1 နေတာမှာစေကလောက်ဒိုရှိုင်လေးခိုးပြီးတော့ fast လေးတော့ထိုးပြီးသွားပြီ 1v1 close battle ကျွန်တော်တို့ YG ရဲ့အနေထားကတော့ကျွန်တော်တို့စေကလောက်ရဲ့ပကုံးပေါ်မှာတော့အများကြီးတော့မူတည်နေခဲ့ပြီးစေကလောက်တနက်3နိုင်နဲ့ပဲ movement လေးပိုလေးညံလေးရချင်လို့တနက်ပါသိမ်းထားတယ် okay စေကလောက်မလွန်နဲ့ okay ဟေ့ကောင်းတယ်ကွာလူကယ်တဲ့ vision အယူဆကို show လူကယ်နေတဲ့အချိန်မှာတစ်ဖက်က player တိုးလာတယ်ဆိုအပေါ်ကြီးကနေစောက်ကွက်ကြီးကို CV ပြစ်လို့ရတဲ့အနေထားနော်လူကယ်တာတော်တော်လေးကောင်းတယ်လူကယ်တာကတော်တော်လေးတည်တတ်တယ်လူကယ်ရဲ့အချိန်မှာတစ်ဖက်ကဖိလစ်ပင်းပလီယာတိုးလာတယ်တခါလဲစောက်ကွက်ကြီး CV ရိုက်လို့ရတယ်အဲအကြောင်းမလို့လူကယ်တာတော့မှကိုပစ်ခွင်သားရဲ့အနေထားကိုသူတို့ကယ်နေတာပေါ့နော် okay minus နော်နေပြီ range Hihi lucky ဘေးနားမှာလည်းမြင်တွေ့နေရတယ် Seklau Roy key point မလို့ ထိန်းနာသားကြီးတို့ထိန်းနာ key point မလို့ထိန်းနာ range Hihi ကဲတလုံးတော့ကင်ထားတယ် Seklau ဒီချိန်မှာနောက်ကနေလိုက်ပြီးပြစ်ခတ်နေခဲ့ပြီဖုံးစောက်ခွက်ကြီးကိုဒဲပဲအေးပေးတဲ့နောက်မှာတော့ Ray Hihi eliminated တော်လေးကိုညှိနေကွာတကယ်ကိုလုံးဝ pressure တွေပြီးနေတဲ့ဂျားတွေကနေတကယ်ကိုအတီးငိမ်ဆုံးနဲ့ကျွန်တော်တို့အကောင်းဆုံးရုံးထွက်ပြသွားခဲ့